ခန်းနဲ့ခွန်းမှာလက်ရှိဆိုရင်လည်းအတိတ်ကဆိုရင်ဆိုပြီးတော့နှမျိုးရှိတယ် you can drive မင်းကားမောင်းနိုင်တယ်အခုမင်းကားမောင်းနိုင်နေတာအဲ့ဒါကလက်ရှိဆိုရင်အဲ့တော့ you could drive မင်းကားမောင်းနိုင်တယ်ဒါကအတိတ်ကဆိုရင်မင်းအရင်ကကားမောင်းနိုင်ခဲ့တာ Oh, there you are. Buongiorno. Buongiorno ဆိုတာအင်္ဂလိပ်လိုမျိုးပြောတာမဟုတ်ဘဲနဲ့အီတလီလို good morning မင်္ဂလာနေ့ခင်းမလို့ပြောတာဖြစ်တယ် Oh, there you are. Buongiorno. All right, ragazzi, you want that entry fee? You got to ရ earn. ကာစီဆိုတာအီတလီလိုပြောတာဖြစ်ပေမဲ့အင်္ဂလိပ်လိုဆိုရင် guys ဒါပေမဲ့ဒီချိန်ဒီမှာတော့ kids ဆိုပြီးတော့သုံးနိုင်တယ် entry fee ဆိုတာမှာ entry ဆိုတာသဘင်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ entry fee ဆိုတာပြိုင်ပွဲဝင်ဖို့ limit and it ဆိုတာကဒီနေရာမှာငွေရှာခဲ့ you get to earn it မင်းတို့ငွေရှာခဲ့ရမယ်အင်္ဂလိပ်နိုင်ငံမှာဆိုရင်တော့ you earned it ဆိုတာလေးကိုလည်းမကြာခဏအသုံးပြုတယ်အတိတ်ဘက်ကတယောက်ကသူတို့ရတဲ့နာနဲ့ထိုက်တန်တဲ့အခါမင်းဒါကိုရတဲ့နဲ့မင်းဒါနဲ့ထိုက်တန်တယ်ပေါ့အဲ့တော့ check out this example ဒီဥပမာလေးတွေကိုလေ့လာလိုက်ရအောင် How can I earn money to buy the world's most awesome thing? You could deliver newspapers. Kids don't deliver newspapers anymore. Thanks, Mr. Beck. I was alone out there, but someone was riding with me in spirit. This is for you, Dad. No, son, you earned it. You could deliver newspapers. you could deliver newspaper မင်းသတင်းစာပို့လို့ရတယ်အဲ့တော့ဒီနေရာမှာ you could ဆိုပြီးတော့ခုကိုပဲဘာလို့တုံးတော့လဲသိလားစဉ်းစားရကဒီနေရာမှာခံရောသုံးလို့မရဘူးလားအဲ့တော့ခံတဲ့ခွေရဲ့အကြောင်းကိုပို့ပြီးတော့ထဲထဲဝင်လေ့လာလိုက်ရအောင်ခံတဲ့ခွမှာလက်ရှိဆိုရင်လည်းအတိတ်ကဆိုရင်ဆိုပြီးတော့နှမျိုးရှိတယ် you can drive မင်းကားမောင်းနိုင်တယ်အခုမင်းကားမောင်းနိုင်နေတာအဲ့ဒါကလက်ရှိဆိုရင်အဲ့တော့ you could drive မင်းကားမောင်းနိုင်တယ်ဒါကအတိတ်ကဆိုရင်မင်းအရင်ကကားမောင်းနိုင်ခဲ့တာနောက်တစ်ခုကျတော့ခွင့်တောင်းခြင်းကျတော့ခနိုင်ကိုကျွန်တော်တော်လို့ရလားဒါကပို့ပပလေးပဲပြောတာခွနိုင်ကိုကျွန်တော်တော်လို့ရလားဒါကတော့ပို့ပြီးတော့ယဉ်ကျေးအောင်သုံးလိုက်တာနောက်ဆုံးတစ်ခုကျတော့ possibility ဖြစ်နိုင်ခြေကျတော့ it can be cool အေးနိုင်တယ်ဒါကပိုတေးကြတယ်ဖြစ်နိုင်ခြေပိုများတယ် it could be cool အေးနိုင်တယ်ဒါကကျတော့ဖြစ်နိုင်မှုပိုနေတယ်တေးကြမှုလည်းနေတယ်ဖြစ်နိုင်ခြေလည်းနေတယ်